ကဲဒီအကြောင်းအရာတွေကိုစပြီးဝင်လိုက်ကြအောင်ဒီကနေ့လေ့လာသုံးသပ်တင်ပြသွားမယ့်အကြောင်းအရာကတော့အနာဂတ်ကိုတီးဆောက်မဲ့သူတွေအတွက်မရှိမဖြစ်လိုအပ်တဲ့ theory တစ်ခုဖြစ်တဲ့0 to 1အကြောင်းပဲဖြစ်ပါတယ်တကယ်တော့ဒါဟာတာမန်စီးပွားရေးစာအုပ်တအုပ်အကြောင်းပြောမှာမဟုတ်ပါဘူးကဘာကြီးကိုအမှန်တကယ်ပြောင်းလဲပြစ်လိုက်မဲ့ကုမ္ပဏီကြီးတွေဘယ်လိုပေါ်ထွက်လာတယ်လဲဆိုတာကိုအသေးစိတ်ဖော်ပြထားတဲ့လက်တွေ့အသုံးချလမ်းညွှန်ချက်တစ်ခုပါတာမန်လုပ်စဉ်တွေကိုကြော်လွန်ပြီးပြိုင်ဘက်ကင်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုကိုဘယ်လိုတီးဆောက်မလဲဆိုတာကိုအချိန်မဆွဲပဲအခုပဲချက်ချင်းဆက်လိုက်ကြအောင်အခုမြင်ရတဲ့အချက်တွေဟာရိုးရှင်းတဲ့မာတိကတွေမဟုတ်ပါဘူးတီထောင်တို့တဲ့အနေနဲ့ကဘာကိုပြောင်းလဲနိုင်မဲ့ကုမ္ပဏီတစ်ခုတိဆောက်ရမှာအဆင့်လိုက်မဖြစ်မနေကြော်ဖြတ်ရမဲ့လုပ်ငန်းစဉ်တွေပဲဖြစ်ပါတယ်။တုံရကနေတက်ကိုသွားမယ်တန်ဖိုးရှိတဲ့လျှို့ဝှက်ချက်တွေကိုရှာဖွေမယ်ခိုင်မာတဲ့ monopoly ကိုတိဆောက်မယ် power law လို့ခေါ်တဲ့နေရာမှာကိုအသုံးချမယ်ခိုင်မာတဲ့အခြေခံအုတ်မြစ်နဲ့အဖွဲ့အစည်းကိုတိဆောက်မယ်ပြီးတော့နောက်ဆုံးမှာအယောင်ပညာရဲ့လျှို့ဝှက်ချက်တွေကိုဖော်ထုတ်သွားပါမယ်ဒီလုပ်ငန်းစဉ်တိုင်းဟာရှေ့ဆက်ရမယ့်အရှင်ဟုန်ကိုမပြတ်တမ်းထိန်းသိမ်းထားဖို့အလုံးကိုအရေးကြီးပါတယ်အပိုင်း1သူညာကနေတတို့ထွားခြင်းအနာဂတ်ရဲ့စိန်ခေါ်မှုများဆီလီကွန်တောင်ကြားကအောင်မြင်မှုတွေရဲ့နောက်ွယ်ကတမားရုပ်ချမဟုတ်တဲ့တတွေးအခေါ်တွေစီကိုတွားချိကြရအောင်ပီတာသီးရဲ့နာမည်ကြီးအင်တာဗျူးမေးခွန်းတစ်ခုရှိပါတယ်။လူအများစုလက်မခံကြပေမဲ့ကိုယ့်အနေနဲ့အမှန်လို့ယုံကြည်ထားတဲ့အရေးကြီးတဲ့အမှန်တရားကဘာလဲဆိုတာပါပဲ။ဒီမေးခွန်းကကြားလိုက်ရင်ရိုးရှင်းပြောင်ရှိပေမဲ့တကယ်တမ်းဖြေဖို့အရန်ခက်ခဲပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့သင်ယူခဲ့ရတဲ့မြတ်အသိပညာတွေဟာအားလုံးကလက်ခံထားပြီးသားအရာတွေထင်နေလို့ပါပဲ။လူဖွဲ့စည်းမှာအားလုံးကလက်ခံထားတဲ့အရာတစ်ခုကိုစန့်ကျင်ပြီးကိုယ်ပိုင်မြင်တစ်ခုကိုယတိဖို့ဆိုတာတိဆောက်သူတယောက်အတွက်စိတ်ပိုင်းဆိုင်ရာအရာအလုံးကိုခက်ခဲတဲ့စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ဒီနေရာမှာတိုးတက်မှုဆိုတာကိုနှမျိုးခွဲခြားကြည့်နိုင်ပါတယ်။ပထမတစ်ခုက horizontal progress လို့ခေါ်တဲ့ရေပြင်ကြီးတိုးတက်မှုပါ။အလွယ်ပြောရရင်အလုပ်ဖြစ်ပြီးထားရာတွေကိုကူးယူပြီးစက္ကန့် NT ပွားများတာပါ။ဒါ globalization သဘောတရားပါပဲ။ဒုတိယတစ်ခုကတော့ vertical progress လို့ခေါ်တဲ့တူးညာကနေတစ်ကိုဖန်တီးတဲ့ downlight တိုးတက်မှုပါ။ဒါကတော့နီးပညာတစ်တွေကိုတီထွင်ဖန်တီးတာဖြစ်ပြီးအရင်ကဘယ်သူမှမလုပ်ဘူးတဲ့အရာတစ်ခုကိုဖန်တီးလိုက်ခြင်းပဲဖြစ်ပါတယ်။ဒါကဘာကိုရှင်းရှင်းလင်းလင်းပြသနေတယ်လဲဆိုရင်တိုးတက်မှုရဲ့အတိုင်းအတာသဘောတရားကိုပါလက်နေဆက်တလုံးကိုပုံတူကူးပြီးအလုံးတရာထုတ်လုပ်လိုက်ရင်အဲ့ဒါဟာရေပြင်နီတိုးတက်မှုပဲဖြစ်ပါတယ်။ဒါပေမဲ့လက်နေဆက်ကနေအစိမ့်ကျော်ပြီး word processor လို့ခေါ်တဲ့ကွန်ပျူတာစာစီစာအိုက်စနစ်အသစ်ကိုတီထွင်လိုက်တာကတော့ downlight တိုးတက်မှုပါ။အရင်ကမရှိသေးတဲ့ဘယ်သူမှမလုပ်ဖူးသေးတဲ့အရာကိုဖန်တီးလိုက်တာကဒါကဘာကြီးကိုတူးညံ့ကနေအစီကိုရွေ့လျတော့စေတာဖြစ်ပါတယ်။အပိုင်းနဲ့ရိုးဝှက်ချက်ရှာဖွေခြင်းပုံကွယ်နေသောအမှန်တရားများကြီးကျယ်ခမ်းနားတဲ့ကုမ္ပဏီတိုင်းရဲ့အခြေခံအုံမြင့်ဖြစ်လာမဲ့ဖုံးကွယ်နေတဲ့လျှို့ဝှက်ချက်တွေကြောင့်ပြောကြည့်ကြရအောင်ဒီနေရာမှာတကယ်စိတ်ဝင်စားစရာကောင်းတာကတိထောင်သူတွေဟာအသိပညာနယ်ပယ်မှာလျှို့ဝှက်ချက်တွေကိုဘယ်လိုရှာဖွေရမလဲဆိုတာပါပဲလူတိုင်းသိပြီးသားဖြစ်တဲ့အလဲကိုလည်းတမားရွက်ချက်အရာတွေနဲ့လုံးဝဖြေရှင်းလို့မရနိုင်တဲ့ဖေးအတီတွေကြမှာတေချာရှာဖွေရင်တွေ့နိုင်တဲ့ခက်ခဲတဲ့လျှို့ဝှက်ချက်ဆိုတာအများတန်းရှိနေပါတယ်ပိုက်သာဂိုရဲ့ theory မှာတချင်ကလျှို့ဝှက်ချက်တစ်ခုဖြစ်ခဲ့ပေမဲ့အခုတော့လူတိုင်းသိရဲ့တမားရွက်ချက်ဖြစ်သွားခဲ့သလိုပါပဲဒီလိုလက်တွေ့အသုံးချလို့ရမယ့်ခက်ခဲတဲ့လျှို့ဝှက်ချက်တွေကိုရှာဖွေနိုင်ဖို့ကအလွန်ကိုရည်ကြီးပါတယ်ဒီလိုလျှို့ဝှက်ချက်တွေကိုရှာဖွေဖို့အဓိကလမ်းကြောင်းတစ်ခုရှိပါတယ်ပထမတစ်ခုကတဘာဝလောကကြီးမှာရှာမတွေ့တဲ့အရာတွေဖြစ်တဲ့ natural secrets ပါဒုတိယတစ်ခုကတော့လူတွေထုတ်ပြောခွင့်မရှိတဲ့ဒါမှမဟုတ်ပြောဖို့ရှောင်ကျဉ်ကြတဲ့ human secrets တွေပါအောင်မြင်တဲ့ကုမ္ပဏီကြီးတွေဟာအများသူကတတိမထားမိပဲပွေးနေတဲ့လျှို့ဝှက်ချက်တွေကိုအသုံးချပြီးတိဆောက်ကြပါတယ်ဥပမာလူတွေသုံးမပြုတ်ပဲပစ်ထားတဲ့အပေါ်နေရာလွတ်တွေကိုအသုံးချလို့ရတယ်ဆိုတဲ့လျှို့ဝှက်ချက်ကိုလက်တွေ့အကောင့်ထဲပေါ်လိုက်တဲ့အခါစီးပွားရေးလောကမှာ sharing economy လို့ခေါ်တဲ့ Airbnb လို့ကမ္ဘာကျော်စီးပွားရေးလုပ်ငန်းတွေပေါ်ပေါက်လာတာဖြစ်ပါတယ်အပိုင်း3 monopoly တိဆောက်ခြင်းပြိုင်ဆိုင်မှုမှယုံထွက်ခြင်းပီတာသီးရဲ့အမြင်မှာတော့ပြိုင်ဆိုင်မှုဟာအမြတ်အစွန်းတွေကိုဖျက်ဆီးဖြစ်ပါတယ်ဒါကြောင့်တိဆောက်သူတိုင်းရဲ့ပန်းတိုင်ဟာခိုင်မာတဲ့ monopoly တစ်ခုကိုတိဆောက်ဖို့ပါပဲ monopoly ဖြစ်ဖို့အတွက်ကိုယ်ပိုင်နေပညာသို့မဟုတ်ထုတ်ကုန်ဟာလက်ရှိဈေးကွက်မှာအနည်းဆက်ဆုံးရှိနေတဲ့အရာတွေထက်အနည်းဆုံး access 10x ပိုကောင်းနေဖို့လိုအပ်ပါတယ်။ Amazon ဟာစတင်တည်ထောင်ချိန်မှာအခြားစာအုပ်ဆိုင်တွေထက်စာအုပ်အမျိုးအစားအဆက်ပေါင်းများစွာပိုမိုရောင်းချနိုင်ခဲ့ပါတယ်။ Apple ရဲ့ iPad ဟာလည်းအရင်ရှိပြီးသား tablet ကြီးထက် design နဲ့အတွန်းပြုရမှုအပိုင်းမှာအဆက်ပေါင်းများစွာခုန်ပြန်ကျော်လွှာပိုကောင်းမှုနေခဲ့တာပါ။ဒီကို 10x တိုးတက်မှုမရှိရင်ဈေးကွက်ကိုလွှမ်းမိုးဖို့မဖြစ်နိုင်ပါဘူး။ဒီတော့အရေးကြီးဆုံးအချက်ကစီးပွားရေးချက်ထွင်မှုအဆင့်ဆင့်ကိုတီကြလှုပ်ဆောင်ဖို့ပါပဲပထမဆင့်နဲ့တီးတန့်ထစ်တဲ့ဈေးခွက်ငယ်လေးတစ်ခုကိုအရှင်လွှမ်းမိုးရပါမယ်ဒုတိယဆင့်ကတော့အဲ့ဒီကနေဆက်ဆက်နေတဲ့ဈေးခွက်တွေကိုတဖြည်းဖြည်းချက်ထွင်တွားဖို့ပါဥပမာ Amazon ဥပကြည့်ပါအစပိုင်းမှာအစားအုပ်တွေကိုပဲတီးတန့်ရောင်းချခဲ့ရကနေနောက်ပိုင်းမှာ CD တွေ
အဲ့ဒီခန္ဓာတရှင်အခုဆိုရင်အရာအလုံးရောင်းချတဲ့ကမ္ဘာအကြီးဆုံးစတိုးဆိုင်ကြီးဖြစ်လာပါပြီတတိယအဆင့်နဲ့ရှိပီဇာကိုဖြိုခွဲဖျက်ဆီးဖို့ disrupt ဆိုတာထက်အတစ်တိဆောက်ဖို့ကိုတာပြုအာယုံဆက်ရမှာပဲ အပိုင်းလေ Power Law အတုံးချက်ချင်းစကြဝဠာရဲ့နေရာမှာစကြဝဠာအကြီးရောစီးပွားရေးလောကမှာပါအလွန်မဲမညီမျှတဲ့ဖြန့်ဝေခြင်းပုံစံတွေနဲ့လက်ပတ်နေတယ်ဆိုတာကိုကြည့်လိုက်ကြရအောင် Albert Einstein ပြောခဲ့တယ်လို့ယူဆရတဲ့နမိတ်ကြီးစကားတစ်ခွန်းရှိပါတယ်အတိုးပေါ်အတိုးထက်ချင်း compound interest ဟာကမ္ဘာအထမမြောက်အံဖွယ်ရခဲ့ပြီးအကြီးကျယ်ဆုံးတင်းချဆိုင်ရာရှာဖွေသိရှိမှုဖြစ်တယ်ဆိုတာပါပဲဒီစကားကိုသူတကယ်ပြောခဲ့သည်ဖြစ်စေမပြောခဲ့သည်ဖြစ်စေအဓိကပေးခြင်းတဲ့သတင်းစကားကတော့အစမတန်တိုးပွားလာခြင်း exponential growth ရဲ့အမခန်းဆွမ်းအားကိုလူတွေကနားလည်မှုလွယ်မားနေတတ်တယ်ဆိုတာပါပဲဒီချက်ကို venture capital လို့ခေါ်တဲ့ယင်းနှမြုံနှမှုလောကမှာအလွန်ရက်ဆက်တဲ့အမှန်တရားတစ်ခုအနေနဲ့တွေ့မြင်နိုင်ပါတယ်။အောင်မြင်တဲ့ရန်မုံငွေတစ်ခုရဲ့အကောင့်ဆုံးသောယင်းနှမြုံနှမှုတစ်ခုတည်းကနေရလာတဲ့အကျိုးမြတ်ဟာကျန်တဲ့ယင်းနှမြုံနှမှုအားလုံးပေါင်းထားတဲ့အကျိုးမြတ်နဲ့ညီမျှနေတာဒါမှမဟုတ်ပိုတော်များနေတယ်ပါတယ်။တကယ်ကိုအံ့တော်စရာကောင်းတော့အောင်မညီမျှတဲ့အကျိုးတရားမှုပါပဲအပိုင်းကခိုင်မာတဲ့အခြေခံအုံမြင့်အဖွဲ့အစည်းတည်ဆောက်ခြင်း startup တစ်ခုစတင်ခြင်းကဆောင်ဖြတ်ချက်တွေကဘယ်လောက်အရေးကြီးတယ်လဲဆိုတာကိုတေးသေးချာချာစဉ်းစားကြည့်အောင်ကုမ္ပဏီတစ်ခုကိုစတင်တည်ထောင်ခြင်းဆိုတာတကြိမ်တည်းသာဖြစ်ပေါ်တဲ့အရာပါ theory ရဲ့နေရာမှာ Thiel's law အရာအခြေခံအုံမြင့်အစအရေကမာရွေးနေတဲ့ startup တစ်ခုကိုနောက်ပိုင်းမှာပြန်လည်ပြုပြင်ဖို့ဆိုတာမဖြစ်နိုင်ပါဘူးဒါကြောင့်အစအရေကအဖွဲ့ဝင်တွေကြားအပြန်အလှန်နားလည်မှု share အခွဲဝေမှုနဲ့စီမင်းတွေကိုမှန်ကန်စွာချမှတ်နိုင်ဖို့အလုံးကိုအရေးကြီးပါတယ်အစအရေကအမားလုံးပြီးရင်ပြင်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါဘူးအောင်မြင်တဲ့ startup ကြီးဟာတာမန် professional အတိုင်းပင်ခံအဖွဲ့အစည်းတွေနဲ့မတူပါဘူးတာမန်အဖွဲ့တွေကရေပြေးဆန်ဆန်ပဲလွတ်လွတ်တက်ကြပေမဲ့အောင်မြင်တဲ့အဖွဲ့အစည်းတွေကဘာသာရေးခွိုင်းတစ်ခုလိုတောင်းမမာဖီယာခွိုင်းတွေလိုမျိုးစီးလုံးပြီးလည်းပတ်ကြပါတယ်ပြင်မကံပါကမတီးသေးတဲ့တတိမထားမိသေးတဲ့ယူဟချက်တစ်ခုကိုတို့ဖွဲ့ဝင်တွေအသေးချယုံကြည်ပြီးဆေးရထထန်ဆန်းတဲ့အတူတကလှုပ်ဆောင်နေကြလာဖြစ်ပါတယ်ကဲရှေ့ဆက်သွားပြီးဒါကဘလို့အထူးတက်ရောက်မှုရှိလဲကြည့်ရအောင်ဒါကိုတီထောင်သူရဲ့သဘောတရားအလွဲ the founders paradox လို့ခေါ်ပါတယ်တီတောင်သူရဲ့ထူးခြားတဲ့စိတ်လက္ခဏာတွေကိုအများပြည်သူကချစ်ကပြောဆိုကြပြီးအဲ့ဒီလိုပြောဆိုခံရမှုတွေနဲ့တဆင့်တီထောင်သူကိုယ်တိုင်ကလည်းအဲ့ဒီစိတ်ရိတ်တွေကိုပိုပြီးထင်ရှားအောင်ပြသလာကြပါတယ် Richard Branson လိုလူမျိုးကိုကြည့်ပါဒါဟာအားကောင်းတဲ့တန်တရားတစ်ခုကိုဖြစ်ပေါ်စေပေမဲ့အလွန်အမြင့်ယုံကြည်လွန်သွားတဲ့တန်တရားဆန်ဆန်အန်ဒရတစ်ခုလည်းဖြစ်လာနိုင်ပါတယ်အပိုင်း6အယောင်ပညာလျှို့ဝှက်ချက်ဖြန့်ချီခြင်း mechanics ထုတ်ကုန်ကောင်းရန်တူပါတာသူရောင်းသွားလိမ့်မယ်ဆိုတဲ့အလွဲကိုဖြစ်စီဖြစ်ဖို့အချိန်နာပါတယ်ဆီလီကွန်တောင်ကြားမှာတော့ဖြန့်ချီရင်းနဲ့ရောင်းပညာရဲ့အရေးပါမှုကိုအရန်ကို short ထားတတ်ကြပါတယ်အင်ဂျင်နီယာပညာရဲ့ဆိုတာကပွင့်လင်းမြင်သာမှုရှိပါတယ်အလုပ်လုပ်တဲ့မလုပ်ဘူးဆိုတာအဖြူမြေရှင်းပါတယ်ဒါပေမဲ့အယောင်ပညာ sales ဆိုတာကတော့မမြင်ရတဲ့လူ့ဝတ်အမှုပညာတစ်ရပ်ပါအကောင်းဆုံးအယောင်ပညာရှင်တွေဟာသူတို့ရောင်းနေတဲ့ဆိုတာကိုလူတွေလုံးဝသတိမထားမိအောင်ကိုတိမ်မွေ့ဆော်ဆွေးဆောင်နေကြပါတယ်။ Tom Sawyer ကသူ့တငယ်ချင်းတွေကိုပိတ်ဆံပေးပြီးချန်စီယိုစိတ်ထုတ်ခိုင်းသူလိုမျိုးပေါ့။အောင်မြင်တဲ့အယောင်ဆိုတာလုံးဝမမြင်ရလေပိုလွန်ဖြစ်လေပါပဲ။ထုတ်ကုန်တွေကိုဖြန့်ချိရမှာအထက်ကလမ်းကြောင်း၃ခုရှိပါတယ်။ပထမတစ်ခုက Palantir လို့ကျော်လာတန်းချီတဲ့နဲ့စာချုပ်တွေရဲ့ CEO ကိုယ်တိုင်ဝေရောက်ဆွေးနွေးရတဲ့ complex sales ပါ။ဒုတိယကတော့အလေလက်အရွယ်စားရောင်းဝယ်တွေအတွက်လူပုဂ္ဂိုလ်ချင်းချင်းဆက်ဆံရေးတည်ဆောက်ရတဲ့ personal sales ဖြစ်ပါတယ်။တတိယကတော့ PayPal လို့အသုံးပြုသူကနေနောက်ထပ်အသုံးပြုသူကိုရင်းမြန်စွာဖိတ်ခေါ်နိုင်တဲ့အဟံအတားမရှိတဲ့ viral marketing ပဲဖြစ်ပါတယ်။ဒီနေရာမှာမြင်မှတ်ထားမယ့်ချက်ကတော့ကုမ္ပဏီတစ်ခုမှာအယောင်ဝန်ထမ်းဆိုလို့ဘယ်သူမှမတွေ့ရဘူးဆိုရင်သိကြပါတယ်ကိုယ်တိုင်ကရောင်းဝန်ထမ်းဖြစ်နေလို့ပါပဲဒီကုန်းချုပ်အနေနဲ့စဉ်းစားစရာမေးခွန်းတစ်ခုရှိပါတယ်အနာဂတ်ဟာတိုးတက်မှုရပ်တန့်သွားမလား stagnationဒါမှမဟုတ်အသစ်အဆန်းတွေဆက်တိုက်ပေါ်ထွက်လာမဲ့အခြေအနေ singularity လားဆိုတာပါပဲအနာဂတ်ကိုကောက်ကွယ်ဖို့နဲ့ပိုကောင်းမွန်တဲ့ကဘာကြီးကိုတိဆောက်ဖို့ဆိုရင်သူညအကနေတဲ့0 to 1ကိုဖန်တီးနိုင်မဲ့အသစ်အဆန်းတွေကိုမဖြစ်မနေရှာဖွေရပါလိမ့်မယ်တမိုင်းရိုးကျလမ်းကြောင်းတွေကနေ credit ပြီးကဘာကြီးကိုပြောင်းလဲပြစ်မဲ့ဘလို့အရာတစ်တွေကိုရှာဖွေဖန်တီးကြမလဲ